ရှေ့ဗီဒီယိုကအမှမှားပြီးတော့ store နှိပ်လိုက်ပြီတော့နော်အလူကန်လာတော့အတန်ဝင်မှာဆိုလို့ပိတ်လိုက်မိတယ်အဲ့တော့ဒီမှာပေါ့နော်ဆွဲရအောင်ဘယ်ရောက်သွားရမလဲအဲ့တော့ဒီနေရာလေးပဲလိုတော့ပါပေါ့နော်အဲ့တော့ဒီမှာဆိုရင်ねသူကဘယ်လိုမျိုးပြောထားလဲဆိုတော့5ပေါ့နော်သူဒီဟိုဟာလေးက5ဆိုတော့မဟုတ်တော့ဒီအလဲမှာဆွဲရဖြစ်တဲ့ကြောင့်ဟိုဘက် 2.5 ဒီဘက် 2.5 ပေါ့နော်အဲ့တော့ဒါကို O under 2.5 underနော်အဲ့တော့သူကအမားတို့ကဒီနေရာလေးမှာထိတ်ကလေးမှာတော့အမားတို့ဒီဒါတခုပိတ်ရတော့မယ်ပေါ့နော်ပိတ်ရတော့မယ်ဆိုတော့ဘယ်ကနေစပြီးတော့တိုင်းလဲပေါ့နော်ဘယ်ကနေတိုင်းမလဲဆိုရင်ဒီ circle အကြီးဆွဲတော့အမားတို့စင်တာလေးရှိခဲ့လေအဲ့ဒီစင်တာကနေပြီးအပေါ်ကို59.5ဆိုရင်ရှာရပါတော့အဲ့တော့အမဒါလေးလိုချင်တဲ့တကြောင်မလို့နော်ဒီမှာစင်တာလေးပေါ်လာပြီညင်းလေးဆွဲလိုက်တယ် O under 59.5 under ပေါ်တက်မယ်ပေါ့နော်ရပြီနော်အဲ့တော့အမတို့ဒီအပေါ်ကဟိုအောင်မယူဘူးပေါ့နော် TR under နဲ့မှ trim လိုက်မယ်ဒီအပေါ်ဘက်ချမ်းကိုမယူချင်တော့ TR under နော်ဒီအပေါ်ဘက်ချမ်းကိုမယူချင်တော့ရနော်ဒါတွေကမလိုတော့ဘူးနော် delete ပြီးကြရင် circle လေးဆွဲမယ်ပေါ့နော် C under နော် TR under နဲ့အဲ့တော့ပုံကတော့ဒါတယောက်နဲ့တယောက်ကတော့ဆွဲပုံဆွဲနည်းကတော့တူမှာမဟုတ်အဓိကပုံလေးထွက်လာဖို့ပဲပေါ့နော်အဲ့တော့ဒီမြင်းလေးမလိုတော့ဘူးဆိုတော့ဖြတ်လိုက်မယ်ပြီးရင်ဒီထဲက TR under နဲ့ trim သွားမယ်ဒါဆိုရင်အမားတို့ပုံလေးကပြီးသွားပြီပေါ့နော်ဒီလိုမျိုးလေးဆွဲရမှာပေါ့နော်ရမယ်ထင်တယ်နော်အဲ့တော့ t လေးကိုကိုယ့်ဘက်ကိုအယောင်လေးတွေချဲခြင်း hash လေးချဲလိုက်ပေါ့နော်အဲ့တော့ Ashanda နော်dimension တက်မဲ့သူတွေကကြတော့အမတို့ဒီကနေဆိုရင်ရမှာမဟုတ်ဘူးပေါ့နော်အရန်ဒီမှာအမတစ်ခုလုပ်ပြမယ်အရန်သိနေမှာအဲ့တော့အမတို့ဒီ new ကိုခေါ်ရမှာပေါ့နော် new ကိုခေါ်မှသာလျှင်အဆင်ပြေမှာပါဒီမှာကြည့်လိုက်ဒီလိုတွေဖြစ်နေပေါ့နော်အနောက်မှာလည်း3ညတွေ4လုံးတောင်ဖြစ်နေရယ်ဒီမှာကလည်းအဆင်မပြေဘူးအဲ့တော့အမတို့ကd under create လုပ်မှာပေါ့နော်အဲ့တော့ new နော် dim ဒါနာမည်ပေးလိုက်တယ် continuous အဲ့တော့ဒီမှာလွယ်ကူဆုံးနဲ့အမတို့ဒီ fit ကိုပဲပြင်မယ်ပေါ့နော် fit ကိုအမက20လောက်ထားကြည့်မယ်ပေါ့နော်20လောက်ထားကြည့်မယ်နောက်ပြီးတော့ဒါကိုအမကအပြည့်ပေါ့နော်အပြည့်ထားကြည့်မယ် okay ဒါကို set current တင်လိုက်မယ်စင်ပြေလားပေါ့နော်ဒါဒီလောက်ဆိုရင်ပြင်မယ်နော်20ကနည်းနည်းသေးနေရထင်ရင်တော့ကိုယ့်ဘာကို modify ပြန်လုပ်ပေါ့နော်d under modify နော်25လောက်ထားကြည့်လိုက်ပေါ့ set current တင်ခဲ့မယ် close နော်ဒါ60ဒါက
25ဒီမှာတော့အမတို့ကလေဟိုဟာကြာရင်သူကတစ်ခုပါတယ်เนาะအဲ့ဒီဟာကြတော့ဒသမပါနေကြအမတို့ကဒီမှာဒသမကဒသမမယူထားဘူးပေါ့เนาะမယူထားတဲ့အတွက်ကြောင့်မလို့သူက59.5လို့တော့ပြတ်မှာမဟုတ်ဘူးပေါ့เนาะအဲ့တော့မတို့ကသူ့အတွက်ကိုမတို့ဒီ DN နောက်ထပ်အသစ်တစ်ခုခေါ်ပြီးတော့တက်လိုက်လို့ရရပေါ့เนาะဒါကတော့အပြည့်တွေပေါ့เนาะအပြည့်တွေအဲ့တော့မတို့ဒီမှာဟိုကနန်းအပြည့်ရယ်ဒသမတစ်ခုရယ်ပါနေတာပေါ့နော်အဲ့တော့ဒီမှာဆက်ပြီးတော့ဒါတက်ထားလိုက်နော်အဲ့တော့ဒီဗီဒီယိုဒါကကြတော့ drawing exercise drawing number 10ပေါ့နော်10လေးကိုတစ်ချက်လောက်လိုက်ပြီးတော့မဆွဲရသေးတဲ့သူတွေဆွဲကြည့်ပါဦးတချို့ကြတော့ဆွဲထားပြီးသွားပြီပေါ့နော်ဆွဲထားပြီးသွားပြီဆိုရင်လည်းဘယ်နေရာလေးတွေလူလဲတစ်ချက်ကြည့်ပေးပါဦးနော်ဒါဆိုရင်မတို့နောက်ဗီဒီယိုကျမှပြန်တွေ့ကြမယ်နော်